လက်ဖက်ကိုကြိုက်နှစ်သက်ပြီးမဲ့ကြောက်ကမကောင်းလို့အောက်ဆက်လိုက်ရှောင်နေရတဲ့သူတွေလက်ဖက်စားတိုင်းလေးပွားတာဘိုက်အောင်တာရင်တုံတာတွေဖြစ်ပြီးညဘက်အိတ်မပျော်တဲ့သူတွေအတွက်ဘေးဥပတ်ကင်းကင်းစားသုံးနိုင်တဲ့လက်ဖက်နှံလေးကိုမျှဝေပေးမှာဖြစ်ပါတယ်ရှင်။အရင်ဆုံးရေနွေးဆူဆူထဲမှာလက်ဖက်အသားတွေကိုဘေကင်းဆိုဒါနည်းနည်းထည့်ပြီးစူပွက်အောင်ပြုတ်ရပါမယ်။လက်ဖက်မှာကျန်းမာရေးကိုအကျိုးပြုတဲ့ antioxidants တွေ vitamin A, B2, C, E, K နဲ့သတ္တုဓာတ်တွေပါဝင်ပါတယ်။ကျမကြီးဆိုကျူဖြစ်စေတတ်တဲ့ tannins, saponins, caffeine နဲ့ oxalates တွေလည်းပါတတ်ပါတယ်။ tannins ကအစာအိမ် acid ထွက်တာကိုလှုံ့ဆော်ပေးလို့လေးပွားတာဘိုက်အောင်တာတွေဖြစ်စေပြီးတန်တက်ဆုပ်ယူမှုကိုလည်းဟန်တာတတ်ပါတယ်။ saponins ကစပ်ပြလို့အမြုပ်ထွက်စေပြီးဥလန်းချောင်းထဲမှာအချင်ဖောက်က gas တွေကိုထွက်စေပါတယ်။ caffeine တက်အလွန်ကျွံစားမိရင်တော့ရင်တုံတာအိတ်မပျော်တာနဲ့သွေးတိုးတာမျိုးတွေဖြစ်တတ်ပါတယ်။ oxalates တွေကကြောက်ကပ်မှာကြောက်တဲ့စေနိုင်တယ်လို့အယိုးပါတာနဲ့အဆစ်မြစ်ကိုက်ခဲတာတွေကိုဖြစ်စေနိုင်ပါတယ်။ပြုတ်ထားတဲ့အိုးစုပြီးဆိုရင်လက်ဖက်သားတွေကိုဆယ်ထုတ်ပြီးဆော်ဒါပြုတ်ရည်တွေကိုတွန်းထုတ်လိုက်ပါမယ်။ပထမနေ့အတိုင်းဘေကင်းဆိုဒါမပါဘဲနောက်ထပ်2ကြိမ်ရေအသန်းနဲ့ထပ်ပြုတ်ပါမယ်။နောက်ဆုံးအကြိမ်ပြုတ်ထားပြီးရင်ဆယ်ယူထားတဲ့လက်ဖက်အသားတွေကိုရေစစ်ပြီးအေးခံထားပါမယ်။ရေအေးမလောင်းရပါဘူး။လက်ဖက်တွေခန့်နှွေးနှွေးအနေထားအရောက်မှာရေတွေကိုစင်အောင်ညှစ်ထုတ်လိုက်ပါမယ်။ရေအသစ်လဲပြီးအဖန်ရည်တွေကိုစင်အောင်ပြုတ်ထုတ်လိုက်ခြင်းက tannins, saponins နဲ့ oxalates ကိုတိတိတတ်တာလျော့နေသွားစေပါတယ်။လက်ဖက်ရွက်အကျန်းတွေနဲ့လက်ဖက်ရိုးတွေကိုဖယ်ထုတ်လိုက်ပြီးလက်ဖက်အသားတွေကိုမိမိနှစ်သက်တဲ့အရာသာကိုထည့်နိုင်ပါတယ်။လက်ဖက်ထဲထည့်မဲ့ငရုတ်သီးစိမ်းကိုတော့ပြုတ်တာဖြစ်ဖြစ် microwave နဲ့ကြက်အောင်လုပ်ပြီးတော့မှဖြစ်ဖြစ်ထည့်သင့်ပါတယ်။သွေးတက်တာတွေမဖြစ်ရလေအောင်ပန်းရောင်ကြောက်စားကိုအသုံးပြုထားပါတယ်။အချင်းအရသာအတွက်အလုံးကြီးပြီးအရည်ရွှမ်းတဲ့ခြံထွက်သံမြသီးကိုအသုံးပြုထားပါတယ်။ကြက်အောင်အပူပေးထားတဲ့ငရုတ်သီးစိမ်းတွေကိုလည်းမိမိအဆက်စားနိုင်တဲ့ပမာဏထည့်နိုင်ပါတယ်။ပြီးရင်တော့လက်အိတ်ကိုအသုံးပြုပြီးလက်ဖက်အသားတွေကိုဖြည့်ညှစ်ပြီးသေချာနယ်ပေးပါမယ်။လက်ဖက်အသားတွေဣကျသွားတဲ့အထိနယ်ပေးရပါမယ်။ပြီးရင်တော့6သွေးတဲ့ပလင်းတန်တန်ထဲမှာလက်ဖက်တစ်လွှာစီတစ်လွှာစီထည့်ပြီးလေးလုံအောင်ပိတ်သိမ်းရပါမယ်ရှင်။လက်ဖက်တွေစီမြုပ်နေမှမှုမတက်ပဲအထားခံမှာဖြစ်ပါတယ်။လက်ဖက်ခတ်ရင်တန်ရှင်း6သွေးတဲ့ဇွန်းနဲ့ခတ်ပါ။ရေခဲတက်တာအောက်ထပ်မှာထားရင်တော့ပိုပြီးတော့အထားခံပါတယ်။လက်ရိပ်ပြာရဲ့လက်ဖက်နှက်တဲ့နီးကဘေကင်းဆိုဒါထည့်ပြုတ်တာဖြစ်လို့လက်ဖက်ထဲမှာပါတဲ့ဗိုက်တာမင် B နဲ့အချို့သော antioxidants တွေလျော့ပါသွားနိုင်ပါတယ်။သို့တော့ဘီထွက်ဆိုးကျိုးမဟုတ်ပဲအာဟာရတန်ဖိုးအနည်းငယ်လျော့သွားခြင်းမျိုးသာဖြစ်တဲ့အတွက်ကြောက်ကမကျန်းမာသူတွေများအဖို့အန္တရာယ်ဖြစ်စေမဲ့ဓာတ်တွေကိုဖယ်ထုတ်ပစ်ဖို့ကပိုပြီးတော့အရေးကြီးပါတယ်။ငရုတ်ဆောင်အသုံးပြုစရာမလိုတဲ့အတွက်တိုက်ခန်းမှာနေတဲ့သူတွေအတွက်လည်းဒီနည်းကအဆင်ပြေပါတယ်။နောက်ထပ် healthy recipes အစီအစဉ်လေးတွေမှာပြန်ဆောင်ကြအောင်မယ်နော်။ကျေးဇူးအများကြီးတင်ပါတယ်။